လာချွေညာလေးမို့ตายရပါတယ်ချစ်သေးတမ်းကြရင်ပြင်းမေမသိအောင်လာခဲ့မယ်လို့မှားထားလို့လေကွယ်ပရတန်ကြီးလူရှိတိတ်ချိန်မို့အော်ချစ်တန်စီပူဝေးစိတ်တွေနဲ့မောင်လေးလာခဲ့ရတယ်မခင်မောဟမချဲပါနဲ့ရင်ကုန်နာနဲ့တပည့်ရိပ်ဝဲလက်ဆောင်မြိုင်အိမ်ကြီးရှင်ချစ်ရဲ့ချင်းချတာမိနေပြီလားကွယ်အိမ်ကြီးရှင်အိုးဒီလူတော့မခေါ်ပါနဲ့မောင်ရဲ့ခေါ်ရပြီမပေါ့ချင်းချတဲ့အချိန်ကမိထားရလို့ပြောရမယ်လေမမိပါဘူးမောင်ရဲ့မောင်လာမဲ့ပြီးမိတန်ကြားတဲ့အချိန်မှလေချစ်ရင်ဒီခုံလို့ပါချင်းခုံနေဘာဖြစ်လို့မပြောရဘူးမောင်ရဲ့ဒါပေမဲ့အမေအိတ်နေမယ်မောင်ချင်းတဲ့အချိန်မှတော့လေချစ်အမြဲတမ်းမောင်ကိုတတိယနေပါတယ်လို့တတိယနေရတကယ်လားတကယ်ပါဆိုဝင်သားရမှာပေါ့ချစ်တဲ့သူနဲ့ငကိုတွေ့တဲ့အခါခိုးလာမင်းငါမနာလို့တင်ညိုမှာပုံဝင်သွားလို့အငယ်နေရမလားတကယ်ချစ်တဲ့သူမျက်နှာလေးကကိုယ်ကဘာမှသာခဲ့ပြီပဲကွယ်ချစ်သူကောင်းငငွေလာမင်းဟာချစ်ရဲ့မျက်နှာအသားပါတိမ်ဖုံးလို့လာမင်းများပုံသွားရင်အဲ့ဒီတော့ဘာဖြစ်တယ်လဲမောင်ဟောဘာဖြစ်ရမှာလဲချစ်ရဲ့ကို့မျက်ဝန်းစုံကအချစ်မျက်နှာလေးကြောက်သွားတယ်လို့ပြောရမှာပေါ့မောင်ကသိကိုတာပဲကွယ်မပူပါဘူးကွယ်လိုပါသေးတယ်ချစ်ရဲ့ကဲဒါဖြစ်ရင်အသေးကိုအမြဲလိုတွေ့ချင်ပါတယ်လို့ပြောရမှာပေါ့ကဲနော်ချစ်တဲ့သူနဲ့ငကိုတွေ့တဲ့အခါအဖိုးလာမင်းကမနာလို့တိမ်ညိုမှာပုံဝင်သွားလို့အငယ်နေရမလားတကယ်ချစ်တဲ့သူမျက်နှာလေးကကိုယ်ကဘာမှသာခဲ့ပြီပဲကွယ်ချစ်တဲ့ကြောင်းတွေကြိုက်တဲ့ကြောင်းတွေပြောလို့ဖြင့်မကုန်နိုင်ပါတဲ့လာသာညာညာတိုင်းဖြစ်ရင်ဘလောက်ကောင်းမလဲချစ်ရဲ့ကြည်လူကအစင်တကယ်ချစ်နေမောင်တွေ့နေပါရစေကွယ်အချိန်ကြလာပါပြီမှန်းကားစားပါလို့ပိဏဘာသာစွမ်းဒါနကိုဖြင့်ဝမ်းသာအားရနဲ့စွမ်းချေရန်ထတော်မူကြပါဘွန်တော်သဗ္ဗူရိတအပေါင်းသူတော်ကောင်းတို့ချစ်ပြောလိမ့်မောင်ချစ်တဲ့အကြောင်းကိုပြောလို့မှမဟုတ်ပါဘူးအချိန်တွေကလည်းကုန်နေလိုက်တာကွယ်ဒီလောက်တွေ့ရပြောရရင်လည်းကျင်းတတ်ပါအောင်မောင်ရဲ့နောက်ရက်ဒီမှထပ်ပြီးတွေ့ကြသေးတာပေါ့နော်ဟုတ်တော့ပါတယ်ဒါပေမဲ့ဆိုတာဘာဖြစ်လို့လဲမောင်ရဲ့မောင်ကအချစ်ကိုတခါတည်းခေါ်သွားခြင်းဟာချစ်လေလိုက်ချင်ပါတယ်မောင်ကဲဒါဖြင့်မောင်နဲ့တခါတည်းလိုက်ခဲ့ပါလားမဖြစ်သေးဘူးလေမောင်ရဲ့မိတန်ရောစင်နဲ့အိမ်တန်ရောစင်တွေကရှိသေးတယ်မဟုတ်လားလို့စောင့်မအောင်ကွယ်နော်ဟဲ့သမီးဟောနိဗ္ဗာန်ဆောင်လေးလာကုန်ပြီလေဆွန့်ချက်ရအောင်ထတော့ဟောမောင်မိမိနူးနေပြီမောင်ကိုတွေ့သွားအောင်မောင်ရဲ့ပြန်တော့နော်အင်းလေအချိန်တန်တော့လည်းပြန်အောင်တော့မှာပေါ့အချိန်တွေကုန်လွယ်လုံးလို့စကားပြောရတာလေအားမရနိုင်ပါတဲ့ချစ်သူတက်ထားရဲ့အစိုးပိုက်ကဆောင်ပိုက်ခါကွယ်တခါတဲ့လိုက်ခဲ့ရင်မောင်ခေါ်သွားခြင်း